တို့ကျွေဘုံတော်တခင်ဆွေးတော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူတဝဲပြောက်ွယ်သိမွေမမြင်တွေ့အောင်ရုပ်ဆောင်ပန်းနိုင်တော်နိဗ္ဗာန်ဘုံတော်စေရလာကောင်းကင်ပြား၌ပေါ်ပေါင်းလေးမြန်စံပြန်ကြွားတော်နိုင်တော်လင်းနိဗ္ဗာန်ဘုံတော်ကိုယ်တော်တရားဘုရားတိုင်းညာမနာရဘူးကြီးမားလျောက်ရုပ်ဆောင်ပန်းစင်နိုင်တော်နိဗ္ဗာန်ဘုံတော်ဘဂဝါတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါလက္ခဏာလောက်ဖြင့်ကြွားရောက်နိုင်တော်ပတ္တိဘုံတော်အစင်အတန်တန်ဘုံသာတန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြည်စည်းနိုင်သောဘာကမ္မဘုံတော်ကိုရောမြတ်၏စိတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စုလွမ်းမှုနိုင်သောဣတိတာဘုံတော်ဓမ္မပစ္စာပိညာဉ်ကိုဝိဇ္ဇလောကတက္ကနာချင်းပိုင်ဝိဇ္ဇနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောသောလျင်မသွေပြီးဆုံးစေနိုင်သောယထဓမ္မဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ကိလေသာယံပေပြလံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြအပြာလောကုတ္တရာတရား